ဒီနေ့ဒေါက်တာကန်ဒီနဲ့အသားဖြူစေးကြောင်းဆွေးနွေးကြမယ်။ဒေါက်တာမင်္ဂလာပါရှင် လာပါညီမလေး ။ဟာဒေါက်တာတို့စီမှာလေ Snow White သွင်းလို့ရလားရှင် တွန်းလို့ရတယ်ညီမလေးဒီမှာ Snow White drip တွေရှိရပြီးတော့အသားချီအောင်ပေါ့နော်တခြားလူပြိုတွေလည်း effect တွေပါပါတယ် drip တွေလည်းတွန်းလို့ရတယ် ။ဟာဒေါက်တာတို့စီမှာကျတော့ Snow White သွင်းလိုက်လို့ရှင်တကယ်ကြီးသားဖြူလောင်ပါလားဒေါက်တာ။အသားကတော့ဖြူတော့ဖြူလာနိုင်တယ်ဒါပေမဲ့မြန်မာလူမျိုးတွေကကြတော့ဒီကအသားရည်ကိုကြည်ပြီးတော့ဝင်းတဲ့အသားရည်ပေါ့နော်အဲ့တော့အသားကဖြူလာတဲ့ကိုယ့်ရဲ့ skin tone တက်ကိုနှစ်ဆလောက်တော့တက်လာမယ်ပြီးတော့အခုလိုမျိုးတကြံပြီးလို့ဒီနေလောင်လာတဲ့အတွက်ဒီအသားရည်ပေါ့နော်မညီရတဲ့အတွက်ကိုပါပြန်ပြီးတော့ဒီညီလာစေရချီလာစေရပေါ့နော် ။ဟာပြီးတော့ဒေါက်တာ Snow White သွင်းနေဆိုလို့ရှင်စောင်းရင်ရှောင်းရင်ချက်တွေရရှိတာရှင် ရှိရဒီကတော့ကိုကအသားဖြူချင်တယ်ကြည်ချင်တာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ဒီပေါ့နော်နေချောင်းဖြစ်တဲ့ဒီနေလောင်တာလေးကိုပါကိုကပုံမစိုးစေဘူးပေါ့နော်ပုံမစိုးစေအောင်နေအောင်တော့တရိုက်ထိအောင်မလုပ်ရဘူးပြင်သွားတိုင်းနေအောင်ကိုင်းနဲ့သွားရမယ်ပြီးတော့အကောက်ွယ်နဲ့တက်နိုင်ဆုံးသွားဖို့လိုအပ်တယ်ပြီးတော့ရေလည်းမများတော့ဖို့လိုအပ်တယ်ဘာလို့လဲဆိုတော့ဒီ Snow White drip မှာပါတယ်ဒီ ingredients တွေကကြတော့ဒီ dose ကပုံမှန်ထက်ပေါ့နော်များတယ်အောက်ဆေးတွေများတဲ့ခါကျတော့ဒီဟာတွေကိုကိုကအသေးတို့ချက်ကတ်တို့ကကောင်းကောင်းဆော့ပြလို့ရအောင်ရေများတောက်ပြီးမှရမယ်ပေါ့နော် ။ဟုတ်ကဲ့ရှင်။ဒေါက်တာအဲ့ဆိုလို့ရှင်ဘယ်နှချိန်လောက်ကိုသွင်းရမလဲဒေါက်တာတကယ်တော့တယောက်နဲ့တယောက်ကတော့မတူနိုင်ဘူးပေါ့နော်တချို့လူတွေအတွက်ကကြတော့အနည်းဆုံး9ချိန်လောက်ဆိုလို့ရှိရင်သိတာနိုင်တယ်တချို့ကျတော့10ချိန်15ချိန်အဲ့လောက်တော့အတွင်းရတယ်ပေါ့နော် ။ကဲပါကျေးဇူးပါရှင်ဒေါက်တာခုလိုဖြစ်ပြီးတော့ ကျေးဇူးတင်ပါတယ်